你讲嘅咩啦嘅？最嘛熟悉嘅咁樣。特別個，ကျွန်တော်တို့အရင်တစ်ပတ်သူကလွန်လဲကိုစီမံကျောင်းနာပတ်သက်ပြီးတော့ဆွေးနွေးဆိုရှေ့ပေါ့နော်အမှုမှာရင်းမြစ်ပေါ့အရင်းမြစ်ရဲ့ခက်ကန်တာနာပတ်သက်ပြီးကိကလာဆိုတာဆွေးနွေးဆောင်ရှေ့ရင်းမြစ်မေပဲနေကိကလာဆိုတာအမြင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးဆောင်ရှေ့ပေါ့နော်စီပြရတဲ့ဆိုဟုတ်နော်အမှုသာဆွေးနွေးဆောင်ရှေ့ဆိုအတပတ် class ဆိုတာဒီရင်းမြစ်လေးကိုစူးစီးတက်ချမှုနာပတ်သက်ပြီးလားဆိုတာလေ့လာကြအောင်ခံနည်းနည်းတော့အကျက်ချဲပြီးတော့လေ့လာရအောင်ပေါ့နော်ဆိုတော့ကလားပညာရှင်လေလားထောက်ဆံတိုင်း theory တော့မတန်ပြီးတော့အများနဲ့ထွန်ကြပေါ့လေနော်အမှုဆောင်လဲresource mobilization theory ဆိုတော့ခေါ်ပါနော်ဆိုတော့ကျွန်တော်တန်နိုင်မြစူးစမ်းပြီးပါတာplan ကြလာရင်းမြစ်စူးစီးသုံးခါမှုဆိုင်ရာ theory ဆိုတော့ပါတာ plan ရမထိုင်ပါနော်ပါတာ plan ရဆိုလဲခက်ခဲလာတော့ရပါနော်ရပြီတော့ချုံကမေဟိုရပြီးတော့ကဘာမလို့နေကတော့ဝဲလို့စဉ်းစားရဆိုရင်အမှုသားလေးလည်းကတရှိရောနော်ကိုလည်းကျွန်တော်ကလည်းပါလို့စကားကတရှိရောโอเคအဲ့ဆိုကျွန်တော်တို့ကရင်းမြေစိုးစည်းတက်ထောင်မှုနာပါတာပြီးဆိုလေလကီရအောင်နော်သူကအမှုတီအိုရီကဟကီတူကပေါ်လာနိုဟဲဇာချောင်းရခံပြီးပေါ်လာလို့ဆိုတာ1980ဝန်းကျင်လောက်မှာပေါ့လေနော်1980ဝန်းကျင်လောက်မှာဒီပညာရှင်တွေကလူတို့လှရှားမှုလေးနာပါတာပဲကလာဆိုတာရင်းမြစ်လေးခန့်ခန့်ထားဟိုစာဝီလာဆိုလေလာပြီးဆိုအမှုစာစာဝီဆိုစဉ်းစားကြပြီးဆိုမိတ်ဆက်လိုက်ကြပါနော်ဆိုတော့အမှုလူတို့လှရှားမှုလေးလောက်ပညာရှင်လေးနေလာဆို1980ဝန်းကျင်လောက်မှာစာဝီလာဆိုမိတ်ဆက်စားဖြစ်ရဲ့အစာပိုင်းမှာတော့theory ရဲ့အစာပိုင်းမှာတော့ကျွန်တော်တို့အလုံးရင်ပါပြီးသားဖြစ်အရင်မြဲလေးကိုဒီကထားပြီးဆိုပြောစာမျိုးစာကိုပို့ပြီးလာဆိုဥတဲပေါ့နော်ဆိုလောကလူတို့ပစ္စည်းတို့ငွေကြေးတို့စားတစ်ဖြစ်ပေါ့နော်အမှုစားလေးကြီးလာဆိုစားပြီးလာဆိုပြောကြပေါ့နော်နောက်ပိုင်းမှာပြထပ် play ရင်းနာမှာရင်းမြဲအမျိုးအစားလေးပေါ့လေတကယ်လှူရှားမှုလေးတော့အပလောလဲတကူကူတော့ပေါ့လေအမှလာတမိုင်းကြောင်းပြုံးကြောလူတို့လှူရှားမှုကြောစူးကြောပါကြပါတော့အဲ့မဲ့တကယ်တမ်းကျွန်တော်တို့ဟို plan ကိမဲ့ဆိုအပလောလဲတကူကူလောက်တော့ပေါ့နော်ပလောလဲတကူကူလောက်တော့ဒီရင်းမြစ်လေးခန့်ခန့်တာဟမျိုးကြီးကဟမျိုးရင်းမြစ်လေးရှီယိုလိုရဲ့ဆိုတာမျိုးကြီးလာဆိုတွန်းတော်လာဒီကထားပြီးလာဆိုလိန်လာကစားပါနော်โอเคဆိုတော့ကတိတ်ရှုပ်ထွေးမှုอ่ะအဲ့မဲ့တစ်ခါလေကလာဆိုကျွန်တော်တို့ဟိုမေးရပါနော်မေးနေစားလေးပေါ်ရောမေးစားလေးရှိတယ်ပါနော်အဲ့ကြောင့်အမှုစားလေးဒီလာဆိုလေလာချင်းအဖြစ်ချိုးစားလေးထက်သွန်းစိတ်စားတော့အကျိုးရှိမယ်ပေါ့နော်အရင်မြေအပလွန်လဲလေးလောက်ဟုတ်တော့လှရှမှုလေးအောင်မြင်တော့အရင်မြေတော့အမျိုးစား၅မျိုးခွဲပြောပါနော်ပါထမတကူလားပါထမခုဆိုမှသူစင်ရပါမယ်ရေကီဆောင်ဆိုကြောဆိုလို့ရှိရင်စာမျိုးလားမှာပေါ့နော်ရေကီရစာရေကီဆောင်ရစာရေကီရဆိုမျိုးလားမှာလောက်ရောက်အလောက်ပေါ်မှာမဟုတ်သေးဘူးဖြစ်ရှင်းပလွန်လဲပေါ်မှာမဟုတ်သေးဘူးလားဆိုလားပလွန်လဲလေလားမျက်ရှိနေတွေ့လားဆိုတော့ဒီပထမဆုံးကိုရစာလို့ဆိုတာရုပ်ပစ္စည်းဆိုင်ရာရင်းမြစ်ပါနော်ရုပ်ပစ္စည်းဆိုင်ရာရင်းမြစ်လေးလမ်းမျိုးလို့ရှီကိုလို့နောက်တစ်ခုက glass ဆိုတာလူဆွမ်းရင်းမြစ်ပေါ့ရှီကိုလို့လမ်းမျိုးလို့နောက်တစ်ခုက glass ဆိုတာလူမှုရေးနာအဖွဲ့အစည်းဆိုင်ရာရင်းမြစ်ပေါ့နော်အမှန်စားလေးကျွန်တော်တို့ရှီကိုလို့နောက်တစ်ခုကရေးချင်းမှုဆိုင်ရာရင်းမြစ်လေးရှီကိုလို့နောက်တစ်ခုကလားစံတန်ဖိုးဆိုင်ရာရင်းမြစ်လေးရှီကိုလို့ပေါ့နော်အဲ့ဒီလို class လာတော့ moral resource ဆိုကြပြောပါတော့ကျွန်တော်ချုံငုံမီယိုတော့ရှာဖာလာဒီလားဆိုစဉ်းစားလိုက်ကြည့်မှာပေါ့လေကိုလာလမ်းမိမြန်ကိုညံမိမြန်ရှာဖာစဉ်းစားကြည့်မှာလားစန်တန်ဖိုးဆိုင်ရာရင်းမြစ်ဆိုမျိုးဘာသာပလန်ဖြစ်ရပါတော့ဟိုလိုအဲ့ဆိုလဲ flat page ပေါ့နော်ပြင် page စီရှိရဆိုတော့မရင်းမြစ်ငါမျိုးကျွန်တော်တို့လိုအပ်ပါနော်
OK အဲ့ဆိုရုပ်ပစ္စည်းဆိုင်ရာရင်းမြစ်ဆိုတာအဲ့ဆိုနော်ကျွန်တော်တို့ plan လေးလောက်တာဆိုတော့ရုပ်ပစ္စည်းဆိုင်ရာရင်းမြစ်လေးကကားဆိုတာသူကကတ်ပေါ့လေကတ်နေရာစကန်ပစ္စည်းပစ္စည်းရပေါ့လွယ်ပြောရမှာတော့ကတ်နေရာစကန်ပစ္စည်းပစ္စည်းရလေကျွန်တော်တို့လိုပဲချာရုပ်ပစ္စည်းရစားမစို့လိုပဲပေါ့နော်မြေစီတက်မှပြောလာကနေရာစကန်ပစ္စည်းပစ္စည်းရပေါ့အမှန်လားလေကျွန်တော်တို့လိုပဲအမှန်လေမိဘနေဆိုကျွန်တော်တို့လိုရခကြီးရောတော့နေဖယ်စားလေးဖြစ်တယ်ပေါ့နော်မရှင်းပြစားလေးဖြစ်တယ်စီပြလာပြီးဖြစ်ရစားလေးဖြစ်တယ်လုံးဝတောင်းစားလေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုလူဆောင်အရင်မျိုးနော်လူဆောင်အရင်မျိုးဆိုပြောခဲ့ကြတော့အလုံးဒီမှာတီဗီတာလူလိုပဲလူများရဲ့များအမှုလူလေးကျွမ်းကျင်ရမယ်ဒီပညာရှိရမယ်ဉာဏ်ပညာရှိရမယ်အမှုသားလေးတတိလျောက်ပိုင်းကိုလောက်ရှိ problem နဲ့ဆက်ဆိုင်ကျွမ်းကျင်မှုဒီပညာဉာဏ်ပညာစိတ်ချင်းတုံတရားကျေဝတိခအမျိုးသားလေးပါပေါ့လူစွမ်းအားရင်းမြစ်လေးကျွန်တော်တို့မှာရှိလို့ရပါတော့အနေထားမျိုးစုံပုံမှာတချို့ကိစ္စလေးမှလာကျွမ်းကျင်မှုကုန်းရှိနေရပဲကျန်းစာတေဗီလားဆိုကျန်းစာလားအပိုးပေါ့လေနော်အပိုးစုကအပိုးဆောင်ပါလောက်စားပေါ့အမျိုးသားမျိုးဖြေးလူမျိုးချိုနေရလေးမှာကျေဝတိခဆက်ကွန်လူဆောင်အားရင်းမြစ်လေးကျွန်တော်တို့လိုနေကျန်းစာလေးလားအပိုးဆောင်ကျွမ်းကျင်မှုရှိရလားကွန်ရပေါ့လေအမျိုးပေါ့နားလည်မှုရှိရလားကွန်ရပေါ့ပါလာပြီးသားဆိုကွန်ပေါ့ကျစလေးလိုအားလဲ player တို့ပေါ့အမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလိုအိုင်းလူနာပါသားရင်းမြစ်လဲအမျိုးပဲကျွန်တော်တို့ရစလေးကိုလောနာပါသားပြီးတော့အမျိုးလူစွမ်းအားရင်းမြစ်ဆိုင်ရလေလူနူးဆိုတာလဲကျွန်တော်တို့သုတ်တာလိုပဲလာလမ်းမရောစူးစောက်လိုပဲမင်းနဲ့ရှင်းဝလို့လိုပဲအမျိုးပေါ့နော်နောက်တစ်ခုက class ဆိုတာလူမှုရေးနာဖွဲ့စည်းဆိုင်ရာရင်းမြစ်ပေါ့နော်လူမှုရေးနာဖွဲ့စည်းဆိုင်ရာရင်းမြစ်ကသူကအဲ့ဒါဆိုလို့တော့ okay ပေါ့လောရှောင်းကကိုမဇန်နေတဲ့ class စုဖွဲ့မှုရှိရလားပေါ့နော်လုပ်ငန်းဆိုလဲလုပ်ငန်းဆိုင်ရာစုဖွဲ့မှုလူဖွဲ့စည်းဆိုလဲလူငွေဖွဲ့စည်းဆိုလဲလူငွေဆိုင်ရာဖွဲ့စည်းမှုနိုင်ငံရေးဆိုလဲနိုင်ငံရေးဖွဲ့စည်းနာပါတိုင်းတဆိုင်ရာစုဖွဲ့မှုစုစည်းမှုဇန်နေ class မှုရှိရလားပေါ့နော်တကယ်လဲတောင်ဝမ်းနေစုဖွဲ့မှုမျိုးဖြစ်ရလားပေါ့တခါလေ class ဆိုတချို့စားလေးကနေရာလေးရထုလေးပေးရစားလေးနောက်မှများပဲရှိပြီတကယ်အလုံးနေပဲနေဆိုအမှုသားစနေ class စုဖွဲ့မှုဆိုရင်ကျွန်တော်ပြောများပါ fashion နေလှောက်ရှားတောင်ဝမ်းနေစုဖွဲ့မှုဖြစ်ဆိုကြပြောများပါနော်အမျိုးပေါ့စနေ class တ class ရှိလှောက်ရှားတောင်ဝမ်းမှုရှိနေစုဖွဲ့မှုမျိုးကျွန်တော်တို့ရှိရလားတော့ကို class ဆိုကိုရဲ့ကိုရင်အောင်နော်ကိုဖြတ်ကျန်းနိုင်အောင်ပေါ့လူမှုဖွဲ့စည်းလေးနာခိစင်အောင်ပေါ့ကိုမမိဖက်ဟမ်မြန်လို့တရှိနေပေါ့နော်မိဖက်အားဟမ်မြန်လို့တရှိနေတခုခုတော့ကိုပေးဦးလူလေးကိုထောက်ခံပေးဦးလူလေးဟမ်မြန်လို့တရှိနေတော့ကို class ဆိုဖွဲ့စည်းရန်တရားလေးရဲ့ဝန်ဆောင်မှုပေါ့နော်ဝန်ဆောင်မှုအမလာကျွန်တော်တို့ရစပြောလို့ဆိုဆိုရလေးဆိုလဲဆိုရရန်တရားလေးရဲ့ဝန်ဆောင်မှုပေါ့နော်ခုလာရှိကလာမဆိုလဲကိုလုံနေရမှာဆက်ဆိုင်အဖွဲ့အစည်းလေးရဲ့ရန်တရားလေးရဲ့တကယ်တန်ဝမ်းနေဇနေကလာနေဝန်ဆောင်မှုလေးကိုရပါလားပေါ့နော်မြေမီအခွန်ဟုတ်ပြီနော်အမျိုးဆက်တဆိုင်ရဝန်ဆောင်မှုလေးရှိမယ်ဆိုရနေတာစဉ်းစားမှဆိုတခြားပလွန်လဲလုံနေအဖွဲ့အစည်းလေးနာပါတာဆိုလဲအမှုပလွန်လဲလုံနေအဖွဲ့အစည်းလေးအနေနာလောက်တိုင်းလောက်ထိုင်းလောက်ရဝန်ဆောင်မှုလေးကိုဟမ်မြန်လို့တီလုံနေလို့ဆိုပုံမှာမူတည်ပြီးကြလာတော့လဲကျွန်တော်တို့အမှုပလွန်လဲပေါ်မှာပလွန်လဲကိုလောက်ခိမှာတိုင်မှုလေးအများကြီးရှိနေပါတော့အမျိုးစားလေးလဲကျွန်တော်တို့ကရှေ့လို့ပဲနောက်တစ်ခုလားရည်ကျင်းမှုဆိုင်ရာရင်းမြစ်ပေါ့နော်ရည်ကျင်းမှုဆိုင်ရာရင်းမြစ်လို့ပြောခိကလာတော့ဟာကျွန်တော်တို့ရစားပြောလို့ဆိုအပလွန်လဲလောကိစ္စနာပတ်တာပဲဆိုရည်ကျင်းမှုဆိုင်ရာရင်းမြစ်ဆိုတာကျွန်တော်တို့ဒီထားမှာလို့မြတ်တဲ့အခါတော်များများမှမိနေတိုင်းစာမျိုးဖြစ်တယ်တကယ်တမ်း class တော့နောက်ကိုရနေလာဆိုအင်မတန်
ကီတောင်းအနေနာပါလိရှိရင်းမြစ်မျိုးဖြစ်ပေါ့နော်ဆိုကိုလီမှာဖန်တီးမှုရစားလေးရှင်တို့စာပေဂီတနုပညာမီဒီယာကျန်းစားလေးပေါ့နော်ရည်ကျင်းမှုဆို concept အောင်မရှိစားလေးရစားလေးကိုမရှိနို့အောင်ပေါ်မှာမူတည်ပြီးလားဆို happy လို့ဆိုတာဟိုနိုစာနိုစကာနိုဂီတာနိုဒေတာနုပညာမီဒီယာမဆိုလေးဖြန့်ချိပေးဖို့စသဖြင့်ပေါ့နော်အမျိုးဖန်တီးမှုလေးကိုလေးမှာဟာလာတိရှင်တို့အမှုပေါ်မူတည်ပြီးလဲပေါ်လဲလော်ကီမှာပုံကြီးกว่าပေါ့နော်ဆိုစရာချင်းလေးရှိပဲလားဖာစီယာစာပေရှိပဲလားဖန်တီးရနုပညာလေးရှိပဲလားအမျိုးပေါ့နော်ကိုလော်ကီစားလေးနဲ့ပတ်သက်ပြီးဆိုမီဒီယာရောအမျိုးတို့အမျိုးသားလေးပေါ့နော်ဆိုတော့အမှုရင်းမြစ်တွေလည်းကျွန်တော်တို့ရတဲ့ရေးကြည့်ရရေးချင်းမိဆိုင်ရာရေးချင်းမှုဆိုင်ရာရင်းမြစ်ပေါ့နော်နောက်တစ်ခုကလားစန်တန်ဖိုးဆိုင်ရာရင်းမြစ်ပေါ့နော်စန်တန်ဖိုးဆိုင်ရာရင်းမြစ်တွေလည်းကျွန်တော်တို့ရေးကြည့်ပေါ့နော်စန်တန်ဖိုးဆိုင်ရာရင်းမြစ်ဆိုပြောကြည့်ကလားဆိုရစနိုးဆိုပြောစေဆိုတာတိမပြုံးပေါ့နော်ခုနကကိုလှရှမှုနာပတ်တိုင်းဖြစ်ဖြစ်ကိုရကိုလော်နီပလွန်လက်နာပတ်တိုင်းပဲကိုလီစုဖွဲစားနာပတ်တိုင်းပဲဖြစ်ဖြစ်တိမပြုံးမှုဆန္ဒထောက်ခံမှုဟာမလို့တရှိနူပါဝန်ပူဖို့မှုစူးစီးပါဝန်မှုဟာမလို့တရှိနူအဝန်စားလေးတွေရတဲ့ရေးကြီးပေါ့နော်လူလေးရဲ့လေးစားသမှုရှိမှုစူးစီးပါဝန်မှုတိမပြုံးမှုဂယုဏတမှုဆောင်းစားလေးကျွန်တော်ရေးကြီးရအဝန်စားလေးမေရဆိုရှင်ဟမျိုးလုံးမဲ့နဲနေလည်းမြောက်လောင်ဟမျိုးလုံးမဲ့စူးစီးပါမှုနဲနေဆိုလည်းမြောက်လောင်ဟမျိုးလုံးမဲ့စသဖြင့်အဝန်စားလေးလမ်းလမ်းမေဟမျိုးလုံးမဲ့ကျွန်တော်တို့စဉ်းစားရမှာပေါ့နော်ဆိုတော့ခုနကပြောတိုင်းပဲကျွန်တော်တို့အမှုရင်းမြင်လေးဒီအဲဆိုရေးကြီးဆောင်စုကြောပုံတိကချလာပြောများအလုံးစုံမှာလဲရမယ်ဆိုမျိုးလဲဟိုပါပေါ့နော်ကိုလောင်းရှင်းပလွန်လဲနာပေါ်မှာမူတည်ပြီးခလာဆိုတာရစားလေလားမဖြစ်မနေရှေဦးလိုဟဲစားလေလားဖြစ်ဖြစ်စူးစီးရမယ်ဟဲစားလေလားမြစ်လဲရမယ်ဆိုတာလားအလုံးတိုင်ပန်ပြီးဆိုတာညရှိစီရှက်ရှက်ဒီဘတ်ဂျက်အောင်နိုကီကီနာကျွန်တော်တို့လော်ကီရတို့နာလားခင်ဗျာဆိုတော့မေးချင်မေးခွန်းလေးရှင်းရပါလေဆိုတော့အမျိုးရင်းမြင်လေးကိုဟိုလာလမ်းမရဲဆိုတာကျွန်တော်တို့တီယိုလို့ဟဲစားလေလားအကျူစားလို့ဆိုတာတီယိုလို့ဟတူလီနာရရင်းမြင်လေးရောက်ယူတဲ့ဆိုတာလဲတီယိုလို့ဟတူလီနာရရင်းမြင်လေးယူမဲဆိုတာဆောက်ဖြာလို့ဟစားလေလားဟတူလီနာလာရစားမယူအားဆိုတာကျွန်တော်တို့ပြောလို့ပါနော်ပြည်တယ်လည်းအလုံးယူများတယ်နော်သူကရဖြစ်တယ်လို့ဆိုတာချူရင်းမြင်လေးဒီလာရရင်းမြင်လေးဒီမတရှင်းကလုံကြုံမကင်းရဆိုတာကိုလောက်ပလွန်လက်ပေါ်မှာတိုင်မှုလေးရှိတယ်ပေါ့နော်ခုနတော့စံတန်ဖိုးဆိုင်ရာဒီဆိုင်ရာလေးမှာပြောစားဆိုစားဖြစ်ပြီးဆိုလောက်ရှောက်မှုပေါ့ကိုရဲ့ပလွန်လက်လောက်ပေါ်မှာတိုင်မှုရှိတယ်ပေါ့နော်နောက်တစ်ခုကလားဆိုโอเคရင်းမြင်လေးလားရနေပြီအသိပေါ်ပြီးထားလို့လားပတ်စလက်ခန့်လောက်နေလို့လားအမျိုးတို့ခုမှစတဲ့တကလနာအမလို့ကျူရှိအမျိုးတော့ခေါင်းလို့တော့ခေါ်လာရှိစားနာချစ်လေးလေးနာလူရခရီးကိုပြန်ရအောင်ကျူရှိပြောအမျိုးလုံးတို့အမဆိုလေးကျွန်တော်စဉ်းစားလို့ပေါ့နော်နောက်တစ်ခုလည်းမိကုန်းရှိရပေါ့နော်အမရင်းမြင်စူးစီးတော့ခေါ်မှုစေ theory နာအမငါမျိုးစလုံးအကျက်ပြရနိုင်ပြောနေတာပလွန်လဲလေးလောက်ဆိုရှိစားနာရောလုံရလားဆိုမိကုန်းသူကြီးဆိုရှိပေါ့နော်ချင်းနေပြပဲခိမလာရှိစားနာဆင်ပြေမျိုးလားယူကန်ရောက်စားမျိုးလားရှိတူပဲအဲ့မဲ့ဘောင်းလာစဉ်းစားရလို့နော်လားရေတူလားရေရှယ်လားရေပုတ်ကလာလားဟိုရေပုတ်ကလာမှုပဲခီလားဟမျိုးချင်းနေမှာဟမျိုးတော့မလို့ကိုမျိုးရှိစားနာလောက်စားရောဒါလောက်တော့လားစတဲ့ဖြစ်ပေါ့နော်အမလာကိုပရွန်လဲလောက်ကျူစားနေလူလေးနေတာဆင်ချင်းစဉ်းစားရအောင်ဆိုလို့ဖြစ်ပေါ့နော်ဆိုလာနေလားရင်းမြစ်စူးစီးစီမံမှုနာပါတာပြီလားဆိုတော့ပလွန်လဲလောက်ခိမှာဒီထားရအောင်ရင်းမြစ်စူးစီးစီမံမှုနာပါတာပြီဒီဆွေးနွေးဆောင်ရတာဖြစ်ရဲ့စေစောတည်းကျိုးရှိမဲ့ဆိုကြောင့်ထိုင်ခင်ဗျာကျေးဇူးတင်ကြနောက်ပတ်တွေ့ကြပါခင်ဗျာတတ်တာ